မျက်မှန်စိမ့်နဲ့ဖောက်ထွင်းမြင်တော်မြတ်ဝန်းအမျိုးသမီးကအစိမ်းရောင်ပြပြတောက်ပနေတဲ့ကြောက်တုံးတုံးကိုတွေးလိုက်တဲ့အခါစိတ်ထဲမှာတမျိုးခံစားလိုက်ရပြီးဆိုင်ရှင်ကိုဈေးနှုန်းချေချေမေးမြန်းလိုက်ပါတယ်ဆိုင်ရှင်ကဓာတွေကအရေးသွေးနေတဲ့ကြောက်တုံးတွေပဲကြောက်စိမ့်ထွက်ဖို့ဆိုတာမလွယ်ဘူးဒေါ်လာ2000ပေးရလိမ့်မယ်လို့ပြောပါတယ်ဒါပေမဲ့သူမကတော့ဒီကြောက်တုံးကိုပဲဝယ်ဖို့ဆိုတင်ဆုံးဖြတ်ထားပါတယ်သူမကဈေးလျှော့ပေးဖို့တောင်းဆိုတဲ့အတွက်ဒေါ်လာ200လျှော့ပေးလိုက်ရာသူမဟာကြောက်တုံးကိုချက်ချင်းဝယ်ယူလိုက်ပါတယ်သူမဟာကြောက်စိမ့်အကြောင်းဘာမှနားမလည်ပေမဲ့တခုပဲသိပါတယ်အဲ့ဒါကတော့ပိုစိမ့်လေလေတန်မိုးပူကြီးလေလေဆိုတာပါပဲဆိုင်ရှင်ကကြောက်တုံးကိုအခမဲ့ဖြတ်ပေးဖို့အလုပ်သမားကိုခိုင်းလိုက်ပါတယ်အလုပ်သမားကထပ်ပိုင်းဖြတ်လိုက်တဲ့အခါမှာတော့အထဲမှာကြောက်စိမ့်လုံးဝမပါပဲကြောက်သားတက်ပဲဖြစ်နေပါတယ်ဒါကိုမြင်တဲ့အခါအမျိုးသမီးကဓာဖြတ်တာမှားသွားတာလို့ပြောပြီးကြောက်တုံးပေါ်မှာမြင်းတစ်ကြောင်ဆွဲပြလိုက်ပါတယ်အလုပ်သမားကအဲ့ဒီမြင်းတိုင်းထပ်မံဖြတ်တော့လိုက်တဲ့အခါမှာတော့အားလုံးကအံ့အားသင့်ပြီးဗစက်အဟောင်းသားဖြစ်သွားကြပါတယ်အထဲမှာတကယ်ကိုအဖိုးတန်တဲ့ကြောက်စိမ့်တွေပါနေလို့ပါအဲ့ဒီအချိန်မှာအမျိုးသမီးကကြောက်စိမ့်စီကထွက်လာတဲ့စွမ်းအင်တွေကိုသူမရဲ့ကိုယ်ထဲကိုစုပ်နိုင်စွမ်းရှိတာကိုသိရှိသွားပြီးသူမရဲ့မျက်လုံးကလည်းချက်ချင်းဆိုသလိုအလွန်ကြည်လင်ကောင်းမွန်လာပါတယ်ဘေးကနေကြည့်နေတဲ့အမျိုးသားတဦးကအဲ့ဒီကြောက်စိမ့်ကိုဒေါ်လာ3သိန်းခွဲနဲ့ဝယ်ဖို့ချက်ချင်းကမ်းလှမ်းလာပါတယ်ဒါပေမဲ့နောက်တစ်ခဏအကြာမှာတော့ချမ်းသာတဲ့အမျိုးသမီးတဦးကဒေါ်လာ2သိန်းထိထပ်တိုးပေးခဲ့တဲ့အတွက်သူမဟာဝမ်းသာအားရလက်ခံလိုက်ပါတယ်ဒီငွေတွေနဲ့သူမရဲ့ဖခင်ရဲ့အကျွေးတွေကိုဆက်နိုင်တော့မှာပါတကယ်တော့မနေ့ကနေလူမိုက်တစုဟာအင်ကိုလာပြီးအကျွေးတွေတောင်းရင်သူမရဲ့ဖခင်ကိုရိုက်နှက်ထိုးကြိတ်ခဲ့ကြပါတယ်အမျိုးသမီးကဖခင်ကိုကာကွယ်ဖို့လူမိုက်တယောက်ကိုပြန်ကပ်လိုက်တဲ့အခါမှာတော့ထိုလူမိုက်ကအနီးကစူပလာတစ်ခုနဲ့သူမရဲ့ခေါင်းကိုပြစ်ပေါက်လိုက်ပါတယ်အံ့ဩစရာကောင်းတာကအဲ့ဒီချိန်မှာပဲသူမရဲ့ထူးခြားစွမ်းရည်တွေနိုးထွက်လာခဲ့တာပါသူမရဲ့မျက်လုံးတွေကအရာဝတ္ထုတွေကိုဖောက်ထွင်းမြင်နိုင်တဲ့စွမ်းအားရရှိသွားခဲ့ပြီးဒေါ်လာ3သိန်းခွဲရရှိတဲ့အကျွေးတွေကိုဆက်နိုင်ဖို့ဖခင်ဖြစ်သူကိုကူညီပေးခဲ့ပါတယ်သူမဟာကြောက်စိမ့်စည်းကိုသွားခဲ့ပြီးကြောက်တုံးတွေထဲမှာကြောက်စိမ့်ရှိမရှိဖောက်ထွင်းမြင်နိုင်ခဲ့တာကြောင့်အခုလိုကြောက်စိမ့်တွေကိုရှာဖွေတွေ့ရှိခဲ့တာပါချမ်းသာတဲ့အမျိုးသမီးကသူမကိုအလွန်ထူးခြားတဲ့သူလို့သတ်မှတ်လိုက်ပြီးကြောက်စိမ့်တွေခွဲခြားပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီအမျိုးသမီးရဲ့မောင်ဖြစ်သူဟာဒေါ်လာ3သန်းမိုးကြောက်တုံးတွေဝယ်ယူထားပါတယ်အမျိုးသမီးကကြည့်လိုက်တဲ့အခါမှာတော့ဒါတွေအကုန်လုံးကအမိုက်တွေပဲဒီနှစ်တုံးမှာပဲကြောက်စိမ့်ပါလာလို့ပြောလိုက်ပါတယ်တထေးကြီးကမယုံကြည်တဲ့အတွက်ကြောက်တုံးအားလုံးကိုဖျက်ခမ်းလိုက်ရမှာတော့သူမပြောတဲ့အတိုင်းတကယ်ပဲနှစ်တုံးမှာပဲကြောက်စိမ့်ပါရှိနေတာကိုတွေ့လိုက်ရပါတယ်တထေးကြီးကမယုံနိုင်လောက်အောင်အံ့အားသင့်သွားပါတယ်အဲ့ဒီချိန်မှာပဲအမျိုးသမီးကကြောက်စိမ့်တွေစီကစွမ်းရည်တွေကိုထပ်မံဆုပ်လိုက်ရာသူမရဲ့ဖောက်ထွင်းမြင်နိုင်တဲ့စွမ်းအားတွေကလည်းပုံမတိုးတက်ခိုင်မာလာပါတော့တယ်